မြောင်မင်းဟနုမန်ရဲ့မွေးဖွားလာပုံဟနုမန်ဟာတာမန်မြောက်တကောင်မဟုတ်ပါဘူးသူ့ရဲ့မွေးဖွားလာပုံကပြီးဒဏ္ဍာရီလာအယောင်သွေးဆောင်လာတဲ့ဒဏ္ဍာရီအရဟနုမန်ဟာလင်းနက်ဖျားဝါယူရဲ့သားဖြစ်ပြီးသူ့အမေကတော့မြောင်မျိုးနွယ်စုအကြီးအကဲတဦးရဲ့သမီးဖြစ်တဲ့အန်ဂျနာပါအန်ဂျနာဟာတစ်ချိန်ကနတ်သမီးတစ်ပါးဖြစ်ခဲ့ပြီးကျိန်စာကြောင့်မြောက်ပုံစံဖြစ်သွားခဲ့တာလို့ဆိုကြတယ်ဒီနေ့မှာအန်ဂျနာကသူမရဲ့ကျိန်စာကိုဖြေဖို့ဆူတောင်းနေချိန်ဝါယုနက်ဖျားကသူမကိုကူညီခဲ့ပြီးဟနုမန်ဆိုတဲ့ထူးကဲတဲ့သားတစ်ယောက်ကိုပေးခဲ့တယ်ကလေးဘဝကလေးကဟနုမန်မှာတဘာဝလွန်ခွန်အားတွေရှိခဲ့တယ်။တခါမှသူကနေမင်းကြီးကိုအတီးတလုံးလို့ထင်ပြီးလိုက်ဖမ်းဖို့ကောင်းကင်ပေါ်ခုန်တက်သွားတာတောင်ရှိသေးတယ်။ဒါပေမဲ့နေနဲ့ဖျားဆူရိယကသူ့ကိုပြန်ချလိုက်ပြီးသူ့ရဲ့ခွန်အားကိုထိန်းချုပ်ဖို့တတိပေးခဲ့တယ်။ဒီလိုနဲ့ဟနုမန်ဟာငယ်ရွယ်စဉ်ကတည်းကသူ့ရဲ့ထူးခြားတဲ့စွမ်းအားတွေကိုပြသခဲ့ပြီးနောက်ပိုင်းမှာဒီစွမ်းအားတွေကိုမှန်ကန်တဲ့လမ်းကြောင်းမှာအသုံးချဖို့သင်ယူခဲ့ရတယ်။ယာမနဲ့ဆုံတွေ့ပြီးတစ္ဆာခံဖို့ကတိပြုဟနုမန်ရဲ့ဘဝထဲကိုအဓိကအလှည့်အပြောင်းဖြစ်လာတာကသူ့ရဲ့သခင်နဲ့တငယ်ချင်းယာမနဲ့ဆုံတွေ့ချိန်ပါယာမဟာအိန္ဒိယရဲ့သူရဲကောင်းတဦးဖြစ်ပြီးသူ့ရဲ့ဇနီးတီတာကိုနတ်ဆိုးယာဝနာကပြန်ပေးဆွဲသွားချိန်မှာဟနုမန်နဲ့ဆုံခဲ့တယ်။အဲ့ဒီအချိန်မှာဟနုမန်ဟာမြောင်မင်းသူဂရီဝရဲ့တပ်မှုတဦးဖြစ်နေပြီးယာမကိုကူညီဖို့သူဂရီဝနဲ့အတူပူးပေါင်းခဲ့တယ်။ယာမနဲ့ပထမဆုံးဆုံတွေ့တဲ့အခါဟနုမန်ကယာမရဲ့တရားမျှတမှုနဲ့မေတ္တာစိတ်ကိုချက်ချင်းခံစားမိပြီးသူ့ဘဝတစ်လျှောက်လုံးယာမအတွက်တစ္ဆာဆောင်တည်ဖို့ကတိပြုခဲ့တယ်ဒီလိုနဲ့သူဟာယာမရဲ့အယုံကြည်ရဆုံးမိတ်ဆွေတစ်ယောက်ဖြစ်လာခဲ့တယ်တီတာကိုရှာဖွေပြီးသူရဲကောင်းဘွဲ့ယာဝနာကတီတာကိုလင်္ကာကျွန်းကိုခေါ်ဆောင်သွားပြီးဖမ်းထားချိန်မှာဟနုမန်ဟာသူ့ရဲ့ရဲစွမ်းတတိနဲ့ဉာဏ်ပညာကိုသက်သေပြခဲ့တယ်။ယာမရဲ့အမိန့်အရဟနုမန်ဟာတီတာရှိရာကိုရှာဖွေဖို့မြောက်တပ်သားတွေနဲ့အတူခရီးထွက်ခဲ့တဲ့လင်္ကာကျွန်းကိုရောက်ဖို့သမုဒ္ဒရာကြီးကိုဖျက်ရမှာဖြစ်ပြီးဒီအချိန်မှာဟနုမန်ရဲ့တဘာဝလွန်စွမ်းအားတွေထွက်ပေါ်လာခဲ့တယ်။သူဟာကိုခန္ဓာကိုအေယာမအရွယ်အစားထိချဲ့ပြီးသမုဒ္ဒရာကိုတခုံထဲနဲ့ဖျက်ကျော်ခဲ့တဲ့လင်္ကာကျွန်းမှာရောက်တဲ့အခါယာဝနာရဲ့နန်းတော်ထဲကိုဝင်ရောက်ပြီးတီတာကိုရှာတွေ့ခဲ့တယ်။သူကတီတာကိုယာမရဲ့လက်စွပ်ပြပြီးရာမကမင်းကိုကယ်ဖို့လာမယ်လို့အာမခံခဲ့တယ်။ဒါပေမဲ့သူ့ကိုယာဝနာရဲ့တပ်သားတွေကဖမ်းမိသွားပြီးအသက်ရှင်လျက်မိရှို့ဖို့ကြိုးစားခဲ့တယ်။ဒီအခါမှာဟနုမန်ကသူ့ရဲ့ဉာဏ်ပညာနဲ့ခွန်အားကိုသုံးပြီးလွတ်မြောက်လာခဲ့တဲ့မိရှံတွေကိုသူ့အမီးနဲ့ပြန်လဲလှည့်ပတ်ပြီးယာဝနာရဲ့နန်းတော်ကိုမိရှို့ဖျက်စီးခဲ့တဲ့ဒီဖြစ်ရပ်ကဟနုမန်ရဲ့တတိနဲ့ဉာဏ်ရည်ကိုထင်ရှားစေခဲ့တယ်။စစ်ပွဲနဲ့အာဇာနည်ပွဲနောက်ဆုံးမှာယာမနဲ့ယာဝနာတို့ရဲ့စစ်ပွဲကြီးမှာဟနုမန်ဟာယာမဘက်ကအဓိကစစ်တီတော်တဦးအဖြစ်ပါဝင်ခဲ့တယ်။သူဟာယာဝနာရဲ့တပ်ဖွဲ့တွေကိုအနိုင်ယူဖို့မြောက်တပ်သားတွေကိုဦးဆောင်ခဲ့ပြီးယာမရဲ့ညီလက္ခဏဒဏ်ရာရသွားချိန်မှာတောင်ဟိမွန်နာတောင်တန်းကိုတစ်ချက်သေးနဲ့ခုန်သွားပြီးအသက်ကယ်ဆေးဖက်ဝင်အပင်တွေယူလာပေးခဲ့တယ်။ဒီလိုမယုံနိုင်စရာစွမ်းဆောင်မှုတွေကြောင့်ဟနုမန်ဟာအာဇာနီဆိုတဲ့ဂုဏ်ပုဒ်ကိုရခဲ့တာပါ။စစ်ပွဲပြီးဆုံးပြီးယာမကယာဝနာကိုအနိုင်ယူပြီးတဲ့နောက်ဟနုမန်ကိုဘုရင်တစ်ပါးလိုဆုချီးမြှင့်ဖို့ကမ်းလှမ်းခဲ့ပေမဲ့ဟနုမန်ကယာမရဲ့အမှုထမ်းဖြစ်ရတာပဲကျွန်တော်အတွက်အကြီးမြတ်ဆုံးဂုဏ်ပြုမှုလို့ပြောပြီးညှင်းပယ်ခဲ့တယ်ဒီလိုနဲ့သူဟာတစ္ဆာဆောင်တည်မှုနဲ့မိမိကိုယ်ကိုမငွေ့နဲ့အကျဉ်းစာရိတ္တရဲ့ပြရုပ်တစ်ခုအဖြစ်သတ်မှတ်ခံရတယ်ဒဏ္ဍာရီရဲ့အဆုံးဒဏ္ဍာရီရဟနုမန်ဟာယာမရဲ့ဘဝတက်တန်းပြီးဆုံးတဲ့အထိသူ့အနားမှာရှိနေခဲ့ပြီးယာမရဲ့နတ်ပြည်ပြန်သွားမှုကိုတောင်လိုက်မသွားဘဲကဘာမြေပေါ်မှာကြံခဲ့တယ်လို့ဆိုတဲ့သူဟာယာမရဲ့နာမည်ကိုအမြဲတည်ဆိုရင်ကဘာပေါ်မှာထာဝရရှင်သန်နေတယ်လို့ယုံကြည်ကြတယ်။ဒါကြောင့်ဟနုမန်ဟာအာဇာနည်တူတာမကသစ္စာတရားနဲ့ခွန်အားရဲ့အသက်ရှင်နေတဲ့သင်္ကေတတစ်ခုလည်းဖြစ်လာခဲ့တယ်။ဒီပုံပြင်ဟာစွန့်စားခန်းတွေသူရဲကောင်းဆန်မှုတွေနဲ့စိတ်ဝင်စားစရာကောင်းတဲ့အလှည့်အပြောင်းတွေနဲ့ပြည့်နှက်နေပြီးဟနုမန်ရဲ့ဘဝကကျွန်တော်တို့ကိုတစ္ဆာဆောင်တည်မှုရဲစွမ်းတတိနဲ့မိမိကိုယ်ကိုယုံကြည်မှုရဲ့တန်ဖိုးကိုသင်ကြားပေးနေတာပါဒီလိုစိတ်ကူးရင်ဆန်ဆန်ဇလန်းမျိုးကမြန်မာပြည်သူတွေကြားမှာလည်းအမြဲရေပန်းစားနေမှာသိကြပါတယ်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်